မိတ်ဆွေတို့သိကြလားဗျဒီနေလန်းလေးကတော့ပြောရမယ်ဆိုရင်အိမ်တိုင်းအတွက်အရန်ကောင်မှအသုံးဝင်တဲ့နေလန်းလေးပဲဖြစ်ပါတယ်ဗျဒီမျိုး cycle ကြွက်ဟောင်းလေးတွေဟောင်းသွားပြီဆိုရင်မစွန့်ပစ်ပဲသူ့မှာပါတဲ့ဘားတိုက်လေးကိုပဲပြန်လေပြီးတော့အကျိုးရှိအသုံးချသွားမှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ဒီဘားတိုက်လေးကိုဖစ်ထောက်တယ်ပြီးရင်ကိုကဘူးတလုံးကိုဒီလိုပုံစံမျိုးလေးအပေါက်ဖောက်ပေးရမှာပဲဖြစ်ပါတယ်ဗျကဲပြီးတော့ရင်တော့ဘားတိုက်ရဲ့နာကောက်လေးကိုဆွဲမယ်အပေါက်ကပြောမယ်ဆိုရင်အဲ့ဒီဘားတိုက်ကိုအထဲမှာထည့်တဲ့အတွက်ကိုဒီနာကောက်နဲ့နေပြီးတော့ဖောက်တဲ့အချိန်မှာဒီမျိုးဖောက်စုနဲ့ဖောက်တဲ့အချိန်မှာဘားတိုက်ထည့်လို့တရားဒီလိုပုံစံမျိုးဖောက်ပေးရမှာပေါ့နော်ပြီးတော့ရင်တော့နာကောက်လေးတွေကိုဆွဲမယ်ကဲဒီလိုအနေထားလေးဖောက်ပြီးတော့ဘားတိုက်ကိုအထဲကနေပြီးတော့အပြန်ကိုထုတ်တဲ့အနေထားလေးတက်ပေးရမှာပဲဖြစ်ပါတယ်ဗျသူရဲ့ပိန်လေးတွေကိုတော့ဒီလိုပုံစံမျိုးလေးဆွဲပေးရမှာဖြစ်ပါတယ်ကဲဒီလိုပုံစံဒီကိုအလင်ထားလေးရသွားပြီဆိုရင်ဒီနေရာမှာဒီတက်ခေအဟောတစ်ခုကိုအသုံးပြုထားပါတယ်ဒီနေရာမှာတော့သူကတော့အထေကပါတဲ့ကာဗွန်ရှောက်လေးတွေကိုပဲအသုံးပြုမှာပေါ့နော်ကဲနိုင်တက်ခေလေးတွေကုံသွားပြီဆိုရင်မစွန့်ပစ်လိုက်ပါနဲ့ဗျတင်ထားပြီးတော့ဒီလိုပုံစံမျိုးအသုံးပြုလို့ရပါတယ်ဗျအရင်ကမှလည်းအသုံးဝင်လာတာကိုလည်းတွေ့ရတာပေါ့နော်ဟုတ်ပြီဒီနေ့ကတော့အထေကပါတယ်သူတက်ခေရဲ့အထေကပါတဲ့ကာဗွန်ရှောက်လေးကိုပဲအသုံးပြုမှာပဲဖြစ်ပါတယ်ဗျကဲဒီလိုပုံစံမျိုးလေးဆွဲထုတ်လိုက်တယ်ပြီးရင်တတိရှာလေးတန်ရှင်းလုပ်ပြီးတော့ကဲသူ့ရဲ့ထိပ်ဖျားလေးကိုရှွန်ထန်နေအောင်နည်းနည်းသွေးပေးရမှာပဲဖြစ်ပါတယ်ဒီနေရာမှာမိတ်ဆွေတို့နဲ့ဒီမျိုးဖောက်ဆူးလေးတွေမရှိဘူးဆိုရင်လက်ကိုအသုံးပြုပြီးတော့လေသွေးလို့ရပါတယ်ဟုတ်ပြီနော်နည်းနည်းရှွန်ထန်နေအောင်သွေးလိုက်မယ်ကဲဒီလိုမျိုးနည်းနည်းရှွန်ထွက်သွားပြီဆိုရင်အဲ့ဒါကိုကဲဒီတိုင်းနည်းနည်းဖေထားလိုက်မယ်ပေါ့နော်ပြီးတော့မင်းကျိုးနဲ့ရှောက်လို့ပါတယ်ဗျမင်းကျိုးကတော့အမေနဲ့ဒါပြောမှဆိုအပေါင်းနဲ့နှုတ်ခွေချထားတာပေါ့နော်ဒီမှာဘူးရဲ့အောက်ဖက်ကနေပြီးတော့ဒီလိုပုံစံမျိုးလေးထည့်တယ်ပြီးတော့ရင်တော့သူ့ရဲ့ကြေးကျိုးလေးကိုဒီလိုပုံစံမျိုးလေးခွာပေးရမှာပေါ့နော်ဒီပြုလုပ်တဲ့ပုံစံကလည်းတော်တော်လေးရိုးရှင်းတာပေါ့နော်ဒီနေရာမှာအဓိကဒါစွန့်ပစ်ပစ္စည်းလေးတွေကိုအသုံးမဝင်တဲ့ပစ္စည်းလေးတွေကိုပဲအဓိကအသုံးပြုထားတာပဲဖြစ်ပါတယ်ဟောပြီးကာဗွန်ရှောက်လေးကိုထည့်မယ်မင်းကျိုးလေးနဲ့တတိရှာလေးပက်ပြီးတော့ရှင်းမယ်ကဲပြီးတော့ရင်တော့ဒီဖက်ဆာကိုဒီလိုပုံစံမျိုးလေးခွာမယ်ဒီနေရာမှာညက်ကလေးတစ်ခုကိုအသုံးပြုရင်လည်းရပါတယ်ဗျသို့မဟုတ်မစ္စရိုနဲ့ဒီမျိုးဝါချပြားလေးတွေကိုအသုံးပြုမယ်ဆိုလည်းအဆင်ပြေပါတယ်ဒီမှာတော့ညက်ကလေးလေးကိုပဲအသုံးပြုပြထားပါတယ်တတိရှာလေးချိန်မယ်ကဲဒီလိုပုံစံမျိုးလေးတစ်ဖက်ရသွားပြီပေါ့နော်အဲ့လိုမျိုးဆိုရင်နောက်တစ်ဖက်ဒါအပေါင်းနဲ့နှုတ်ခွဲထားတာပေါ့နော်တစ်ဖက်ကအပေါင်းဖြစ်နေရမယ်တစ်ဖက်ကအနှုတ်ပုံစံမျိုးလေးဖြစ်နေရမှာပေါ့နော်အဲ့ဒါကိုညက်ကလေးနဲ့နေပြီးတော့ဒီလိုပုံစံမျိုးလေး join ပေးရမှာဖြစ်ပါတယ်ဗျကဲပြီးတော့ရတော့မိတ်ဆွေတို့နဲ့မိန်းမလာတဲ့နေရာမျိုးတွေမှာတော့ဒါလူတကူပဲအသုံးပြုလို့ရတာပေါ့နော်ဒီနေရာမှာမိတ်ဆွေတို့နဲ့ဘေထီအိုနဲ့အသုံးပြုမလားဘေထီတုံးနဲ့အသုံးပြုမလားအများကြီးပဲအသုံးပြုလို့ရပါတယ်ဗျဒီမှာနော်သူကတော့ဒီမျိုးဖောက်ဆူရေးဒါဖောက်ဆူရေးဘေထီတုံးကိုအသုံးပြုထားတယ်ဒီနေရာမှာဝါရှာပြားကိုမသုံးဘဲနဲ့ကိုလာရဲ့ဒါတန်ဘူးရဲ့ဂွင်းလေးကိုပဲအသုံးပြုထားတယ်ဗျအဲ့လိုမျိုးဆိုညှက်ပြီးတော့လူကိုပဲအိမ်တန်းခွဲဆော်လို့ရပါတယ်ဗျဒီနေရာမှာခေးတော့တာပဲဖြစ်ဖြစ်ခေးဆော်တာပဲဖြစ်ဖြစ်လူကိုပဲပြုလို့ရတာပေါ့နော်ဒီမှာကြည့်နော်ဟုတ်ပြီသူကစက်တာကိုအသုံးပြုပြမယ်နော်ညနော်ဒါတော့အိမ်တွင်းအလူတကူဒါမိမလာတဲ့အချိန်တွေမှာတော့လူကိုပဲခေးဆော်လို့ခေးတိုးလို့ရတာပေါ့နော်တန်မနှိမ်တွေအဲ့လိုမျိုးဒီပေါက်ပြေးသွားတာမျိုးတော့တစ်ခုဆက်တဲ့နေရာမျိုးတွေမှာတိုးမယ်ဆိုတော့အရန်ကုန်မှာအဆင်ပြေပါတယ်ဗျအကုန်ကြလည်းမရှိပဲနဲ့ပြုလုပ်ထားရတဲ့တော်တော်လေးရိုးရှင်းတဲ့အတွက်အသုံးပြုရတာလည်းအရန်အဆင်ပြေတာကိုတွေ့ရတာပေါ့နော်ဒီမှာကြည့်ဗျာကဲမိတ်ဆွေတို့ရဲ့စွန့်ပစ်မဲ့အစားနော်ဒီလိုပုံစံမျိုးလေးပြန်သုံးလို့ရတယ်ဆိုရင်အရန်ကုန်မှာအကျိုးရှိတာပေါ့နော်ဒီဗီဒီယိုလေးကတော့မိတ်ဆွေတို့အတွက်တကယ်ပဲအသုံးဝင်တယ်တကယ်ပဲအကျိုးရှိတယ်ဆိုရင်ဗျ comment မှာ yes ဆိုပြီးတော့ရေးခဲ့ပါအောင်ဗျအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ